အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနက်ခင်းပိုင်းကပ္ပဖလားပွဲစဉ်နှစ်ပွဲကစားဖို့ရှိပါတယ်ကျွန်တော်တို့မနက်အစောပိုင်းဒီမှာစံတော်ချိန်6နာရီခွဲမှာ Ecuador အသင်းနဲ့ဂျူရာဆော့အသင်းတို့ရှင်ပြိုင်ကစားသွားမှာပါကျွန်တော်တို့ Ecuador အသင်းကပွဲဥအတွက်ပွဲစဉ်မှာ Ivory Coast အသင်းကိုပွဲပြီးကန်ပြီးနောက်ဆုံးမိနစ်9နဲ့ရှုံးနေထားတဲ့အတွက်အမှတ်မရရှိသေးပါဘူးဂျူရာဆော့အသင်းကလည်းသူ့ရဲ့ကပ္ပဖလားဖွင့်ပွဲစဉ်မှာဂျာမနီအသင်းကို9ဂိုးတကိုးနဲ့ဂိုးပြတ်ရှုံးနိုင်ခဲ့တဲ့အတွက်ကြောင့်အမှတ်မရရှိသေးပဲနဲ့အုပ်စုနောက်ဆုံးဆင့်မှာရပ်တည်နေပါတယ်။ Ecuador အသင်းကလက်ရှိကမ္ဘာရပ်တည်မှုအဆင့်23မှာရပ်တည်နေသလိုဂျူရာဆော့အသင်းကတော့ကမ္ဘာအဆင့်82မှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။အဲ့တော့ဒီပွဲစဉ်ကိုအာရှဈေးကွက်ဖွင့်တဲ့သူတွေက Ecuador အသင်းဘက်ကနေဘော်လီဈေး2ဂိုးသွင်းရင်45ပြားရှုံးလက်ရှိချိန်မှာဖွင့်လှစ်ထားပါတယ်။ဂိုးပေါင်းဈေးမှာတော့ဘော်လီဈေးနဲ့သဟဇာတမဖြစ်စွာပဲ3ဂိုးသွင်းရင်ပြန်ခွာဆိုတဲ့တရေနဲ့ဖွင့်လှစ်ထားတာကိုတွေ့ရပါတယ်အဲ့တော့အာရှဈေးကွက်ဖွင့်တဲ့သူတွေက Ecuador အသင်းအနိုင်ရရှိဖို့ခွင့်လန်းအရင်များနေပါတယ် 1C 2C နဲ့ပဲနိုင်ရင်ဘော်လီကြီးကြာရှုံးမှာဖြစ်ပါတယ် Ecuador အသင်းဘော်လီဈေးအောင်ဖို့အတွက်နိုင်ရရှိဖို့ဈေးကတော့ 3C ဆိုမှအနိုင်ရရှိမယ်ဆိုတဲ့ဈေးမျိုးကိုတွေ့ရပါတယ်အဲ့ဒီအတွက် Ecuador အသင်းသာ 3C နဲ့ဂျူရာဆော့အသင်းကိုအနိုင်ရမယ်ဆိုရင်ဂိုးပေါင်းဈေးက3လုံးတရေဆိုတော့မဖြစ်တင်မဲ့3လုံးကို40ရှုံး50ရှုံးလောက်ပေးတင်နေတာကိုတွေ့ရပါတယ်ဒီတော့အာရှဈေးကွက်ဖွင့်တဲ့သူတွေကတစ်ဖက်ဂျူရာဆော့အသင်းကိုတွင်းကိုမရရှိဘူးလို့တွက်ဆထားဟန်တူးပါတယ် Ecuador အသင်းတစ်ဖက်တည်းကတွင်းကိုတွေကသာ 4C ရောက်မှဂိုးပေါင်းအပေါ်အောင်မဲ့ကြီးကိုဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့စဉ်းစားကြည့်ဂျူရာဆော့အသင်းကအဖွင့်ပွဲမှာဂျာမနီအသင်းကိုခြေပြက်ဂိုးပြက်အချက်တကွဲရှုံးနိုင်ခဲ့တယ်ဆိုပေမဲ့ဂျာမနီလိုဥရောပအင်အားကြီးအသင်းကိုတွင်းကိုတကိုပြန်သွင်းနိုင်ခဲ့ပါတယ်နောက်တစ်ချက်ကိုကြည့်ရင်ဂျူရာဆော့အသင်းကကျွန်တော်တို့ကိတ်ဗာဒီအသင်းစပိန်အသင်းကိုရှင်ပြိုင်ကစားသွားတယ်လို့မျိုးခံစစ်ပိတ်ဆို့ပြီးတော့ကစားတတ်တဲ့အသင်းမျိုးမဟုတ်ပါဘူးသူတို့အသင်းကဂျာမနီအသင်းနဲ့ပွဲမှာလဲခံစစ်တိုက်စစ်မျှတစွာကစားပြီးဂျာမနီကိုပြန်ပြီးတိုက်စစ်ဆင်နိုင်ခဲ့တာကိုတွေ့ရပါတယ်တွင်းကိုတကိုပြန်ရထားတာကလည်းသက်သေပါပဲနောက်တစ်ခါဂျူရာဆော့အသင်းကျွန်တော်တို့ကမ္ဘာဖလားမတိုင်ခင်ခြေစမ်းပွဲတွေကိုကြည့်မယ်ဆိုရင်လည်းသူတို့ကစကော့တလန်အသင်းကို 4-1 နဲ့ရှုံးနိုင်ခဲ့ပါတယ်သူတို့၄ဂိုးပေးခဲ့ရပေမဲ့တွင်းကိုပြန်ပြီးတော့သွင်းနိုင်တာကိုတွေ့ရပါတယ်အဲ့ရဲ့အပေါ်ကပွဲတွေကိုကျွန်တော်တို့လိုက်လေ့လာကြည့်ရင်လည်းသူတို့တက်အင်အားကြီးမားတဲ့ဘယ်အသင်းနဲ့ပဲတွေ့သူတို့ကခံစစ်တစ်ခုတည်းကိုပိတ်ဆို့ကစားတာမျိုးမဟုတ်ဘဲနဲ့သူတို့တိုက်စစ်ကိုပါပြန်ပြီးတော့ဖွင့်ကစားတတ်တဲ့တိုက်ကစားတတ်တဲ့အသင်းမျိုးဆိုတာကိုတွေ့ရပါတယ်နောက်တစ်ချက်ကတော့ပထမဆုံးပွဲဥအတွက်မှာတင်ဂျာမနီအသင်းကို9ဂိုးတကိုးနဲ့ဂိုးပြတ်ရှုံးနိုင်ထားတဲ့အတွက်ဂျူရာဆော့အသင်းအတွက်ခံစစ်ပိတ်ဆို့ပြီးမျော်လင့်နေတဲ့အကြောင်းတိတ်မရှိတော့ပါဘူးအုပ်စုတွင်နောက်ဆုံးအဆင့်နေရာမှာရပ်တည်နေသလိုအင်ဂျီအသင်းတစ်သင်းဖြစ်တာတတ်မှတ်ခံရတဲ့နေရာမှာသူတို့ကတိုက်စစ်ကိုပဲဖွင့်ကစားရင်ရှုံးခံသွားမယ်ဆိုတဲ့ပုံစံကိုလည်းသွားတွေ့နေရပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ Ecuador အသင်းဘက်ကိုစဉ်းစားကြည့်ရင် Ecuador အသင်းကရခင်ကလို့ခက်လွန်တိုက်စစ်ကောင်းတဲ့ကစားသမားတွေမရှိတော့ပါဘူးလက်ရှိမှာဝါရင်တိုက်စစ်မှုအသက်36နှစ်အရွယ်ရှိပြီဖြစ်တဲ့ Valencia ကပဲတိုက်စစ်ကိုဦးဆောင်လာမှာပါဒါပေမဲ့ကွင်းလယ်ပိုင်းနဲ့ခံစစ်ပိုင်းတွေမှာတော့ Ecuador အသင်းမှာအားထားရတဲ့ဥရောပကလပ်တွေမှာကစားနေတဲ့ကစားသမားကောင်းတွေအများကြီးပါအဲ့ဒီအတွက် Ecuador အသင်းကဒီပွဲမှာတစ်ဖက်တည်းသူတယောက်တည်း၄ကိုသွင်းနိုင်မယ်လို့တော့ကျွန်တော်တို့မထင်မိပါဘူးဘာကြောင့်လဲဆိုတော့ဂျူရာဆော့အသင်းကမ္ဘာဖလားပြိုင်ပွဲကြီးမှာပွဲစဉ်တိုင်းတော့အရှက်တကွဲမရှုံးနိုင်ဘူးလေယူဆမိပါတယ်ကျွန်တော်ကတော့အာရှဈေးကွက်အနေထားနဲ့ဒီပွဲကိုကျွန်တော်ရဲ့သုံးသပ်ချက်ကိုပြောရမယ်ဆိုရင်ဒီပွဲမှာဘော်ဒီဆိုရင်လည်းကျွန်တော်ဂျူရာဆော့အသင်းကိုပဲကြိုင်းနဲ့တတ်မိနေပါတယ်သူတို့ပြန်သွင်းကိုတကူရမယ်လို့ယူဆမိလို့ပါဂိုးပေါင်းဈေးနဲ့ကျွန်တော်တို့ဘော်ဒီဈေးနဲ့တဟဇာတမဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂိုးပေါင်းကိုတော့ကျွန်တော်ရွေးချယ်ခြင်းမပြုတ်ခြင်းပါဘူးအခက်မသိလို့ Ecuador အသင်းကဂိုးသွင်းကိုတွေပေါ်ထွက်လာမယ်ဆိုရင်တော့ 3-1 လို့ 2-1 လို့ရလာတဲ့လည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဂိုးပေါင်းတော့ကျွန်တော်ဒီညမှာရွေးချယ်ခြင်းမပြုတ်ခြင်းပါဘူးဘော်ဒီကိုပဲကျွန်တော်ဂျူရာဆော့ဘက်ကပဲရက်တီခြင်းပါတယ်အဲ့တော့ကျွန်တော်ရဲ့သုံးသက်ချက်မှာဆိုရင် Ecuador vs ဂျူရာဆော့ကျွန်တော်ဂျူရာဆော့ဘက်ကနေရက်တီခြင်းပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ဗျာ